လုံးမလာဘူးဆိုရှင်မဘာလာလုံးမှာမင်းရတယ်ကွာငါတို့မှပြေးကြည့်မှဒီမောင်တော့လေးနှစ်ယောက်ရှိတဲ့ဟာကိုအကြီးလုပ်တဲ့သူကလာမယ်ပြောတာငါတို့ကမလာနဲ့လေဘလို့ပြောလို့ကောင်းမှာတော့ဘာကြီးတော့ရှင်မအသက်တာကြီးတာပြောဆိုကမတက်ဘူးသမီးညီ10တန်းတော့ကလေညီတော်လာပြီးပြောသွားမှတ်မိလားမမိဘူးလေမေညီအဲ့မှာတော့10တန်းကိုမအောင်တာနော်ငါတော့မှတ်မိတယ်အေးမှတ်မိတယ်တကယ်လာကြအောင်ဟဲ့တဲ့ကြအောင်ဟာဒီလောက်ဖုန်းတီးနေကုန်မကြားကြဘူးမမကြီးရဲ့အော်ဘာဒီတော့မှတယ်ကွာမဆန်အိတ်တဲ့အောင်စီပုံးတဲ့အောင်အိမ်ရှိမှာအော်နေတာတနားရီလောက်ရှိပြီနင်တို့မြို့မှာနေတာအဲ့ဒါပဲအမြဲတမ်းလေးလာထိုင်းမိုက်တော်တော်လဲလဲကိုမရှိဘူးငါစိတ်နဲ့ကိုမရပါဘူးဟုတ်တာဟိုကလေးမဘလူးဝတ်စားလာတော့မပြောဘူးလားတော်တီတော်နဲ့ကလေးတဲ့မပြောဘူးလားကလေးကိုမြို့ပေါ်မှာလူငယ်တွေကဒီလိုပဲဝတ်ကြတာမမရဲ့လင်းညီမလေးကြီးဘလို့ဝတ်ထားခြင်းလုံချုံကြက်တရေရှိအဲ့ဒါလေးကအကြီးတွေဖြစ်ပြီးတော့နောက်နေတော့တွေကလေးကိုဟဲ့အလင်းနေမိမသူယူတော့ဟုတ်လားနေရောကောင်းလားဟဲ့ဖြူရောနဲ့ပိန်းညောင်းနေပဲကျမရောကောင်းလားနေမမရဲ့ဝိတ်ချလာတာကျမဆော့စားနေတာမမကြီးတို့ဟုတ်တော့ချမ်းမဝဖြူနေမယ်မရှိဘူးဘာကိစ္စအငတ်ခံနေကြတာတော့နေတော့သမီးစားမယ်ဟေးဒီလိုက်မယ်နော်မမခုတတိမျက်လုံးထဲကကိုမထွက်ဘူးရှင်မလူကိုစင်မတအားနေချင်တာမင်းရလဲကွာမမကြီးကလာလို့ရှင်လက်ပလာနဲ့လဲလာတာမဟုတ်ပါဘူးကွာရွာထွက်တဲ့စံနေစီတွေလက်ဆောင်တွေတနေ့တဘိုးကြီးတဲလာတာပါလူချင်းမဟုတ်တော့အဲ့လက်ဆောင်ပစ္စည်းတွေကျုပ်တို့လည်းရှိပါတော့လာလိုက်ရင်တလားကိုတရင်ကနေသေးတယ်အလူအိတ်တပွဲချက်ကကျွေးရသေးတယ်နော်ရှိသေးတယ်ချစ်တူမအလိုက်တန်းဆိုကမသိကောင်းလိုက်တာအေးငပိရေဂျိုလေးကောင်းချက်ဘာသာကောင်းကျမပြောကျမရောင်းမှာခဲချက်တာတော့တအားကောင်းဟုတ်ကဲ့ဘယ်လိုလေးမအေးညာပဲထဲစားတော့မမကြီးတို့လာမယ်ဆိုလို့အမရောင်းပါလေမနေ့ကအစော်ကြီးထားချက်ထားတာဟုတ်တယ်မမရေစားနော်အမနာနဲ့ကောင်းလိုက်တာဟဲ့သမီးလေးထဲပါအောင်ဟဲ့သမီးရောယုံမလားမိမသမီးမရှိဘူး6လုံးလောက်ချက်ထားတာပဲတော့ဟုတ်တော့ညီကငါတို့သားမိသားဖ3ယောက်ကို1ယောက်ကို2ဘူးပဲတထားတာလားအဲ့လိုလည်းမပေါ့မမရေဟိုမီးမလာလို့ထပ်ချက်ရလိုက်ရအောင်ပြောတာပါမီးမလာမမီးသွေးလေးမွေးပြီးကောက်တယ်လိုက်တော့စောင့်မယ်အေးမတင်နေပါနဲ့ဟိုလမ်းလေးမှာသမင်းဆိုင်မှာကျွန်တော်သွားဝယ်လိုက်မယ်နေကျမသွားဝယ်လိုက်မယ်မင်းမဝသေးဘူးအော်ငါတို့မအေးသိမစားသေးဆိုတော့ဦးမစားသေးရောစားလိုက်ရပါတယ်အေးအေးဘယ်အောင်ရုပ်ရိုးမိသားဒီကပိန်းနေဟောအေးပါကွာမိမရာအဲ့ဒါတွေကကြာလဲကြာခဲ့ပါပြီကလေးတွေတောင်ကြီးလို့သူ့သမီးလေးတောင်ဘွဲရနေပြီဟာကွာဘွဲတင်းရတော့10တန်းကို15ကလောက်ကြာညာဒီနေ့ကောအောင်လားမသိဘူးဒါနဲ့မကသေးဘူးနော်ရှိသေးတယ်သူတို့မိသားစုလာလို့ရှိရင်ကျုပ်တို့မိသားစုကောင်းကောင်းအေးရမယ်မချင်နဲ့အောင်ဟယ်လိုဟုတ်တော့မကြောက်လားဟဲ့လိုင်းမကောင်းတာငါမဟုတ်ဘူးနင်တို့ဟဲ့မန္တလေးမှာလိုင်းမကောင်းကြကိုမရှိဘူးဒီမှာအိတ်ကောင်မေးသူများတွေကတိုးပြောနေရပါလေဆိုဟယ်လိုကြားလားဟယ်လိုနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တငါမျက်နှာထောက်ပြီးတီးခန့်ပေးလိုက်ပါမိမရဲ့မမကြီးတို့ကရွာမှာတအားကိုအဆင်ပြေနေတယ်လို့ကြားတယ်အဲ့ဒါကျုပ်ကဘာလုပ်အောင်မလဲအခုလဲဝိမ့်စိန်မှာရွှေဝယ်ခြင်းတို့တဲ့တကူတကောက်ကိုလာကြမှာတဲ့ဘယ်ချိန်ရောက်မှာတော့ရှင်မညနေရောက်မယ်ဆိုလားတို့ခခတို့မမကြီးလာမယ်ဆိုလို့မျောနေတာကြည့်ပါဦးပြောင်းလဲတော့လိုက်တဲ့စုံနဲ့သူစားကြီးကြာနေရပဲကိုယ်မောင်းလာတာ
တာလားမမရကားကို ပါညီမရဲ့မနေအကောကမကားမှုတာလားလူမှုတာလားကိုမသိပါဘူး အရင်လိုကျွန်တော်လိုက်ထွက်ကြီးနဲ့လာမယ်ထင်းနေတာဘယ်ကကားကြီးလဲလို့လိုက်ထွက်ကမစည်းတော့ဘူးရောက်ဖားရရွာမှာလေးနှောက်ချီလို့တဲလို့တင်ဖို့ထားခဲ့လိုက်တာထိုင်ဝဲကျဒီလိုကားနဲ့လာတာရောက်ဖားရလာမမအင်းနေဝဲ ဟောဘာကြီးတဲဆက်ပါသေးလဲမမကြီးခိုင်းလို့စံအိတ်တို့စီပုံးလို့ပဲလား လေမနေကွာကားလေးလိုကားနာလို့တဲ့မတဲလောက်ပတ်သက်ရှိဝဲလို့ရတယ်ဆိုလို့မယူခဲ့ဘူး လာငါတို့မလာ အပါဦးလားအပါဦးလားလာအမကြီးလားဘောမီရောဘော အေးငါတို့မိုင်းကြည့်သမ်းမအိုးရဲကြီးရှည်ပြီးထွာလာလိုက်တာအေးဦးစိတ်ထဲတော့ကလေးလိုပဲထင်းနေတော့ ဟုတ်ပါတော့ မလေးညီတို့တူမကကလေးမဟုတ်တော့ဘူးဝဲရပြီသမီးဒီနေ့ဆယ်တန်းအောင်ပြီလားမောင်လေးစိတ်တမကြအောင်နော်ဟဲ့သမီးညီမလေးကမှဘွဲရတော့စူးစမ်းနော်သမီး fighting နော်မမ သမီးမမစားစိတ်ဝင်စားဦးရဲ့မော်ဒယ်မင်းသမီးဖြစ်ချင်တာတဲ့ ကဲ ရုပ်ကလေးကလည်းချိုးခနာကိုလေးကလည်းလှတော့ကျမလည်းဘာမှပြောမနေတော့ဘူးလေ အေးဟေးခရိုင်းနစ်ကတော့အမားတို့ရန်ကုန်ကဝိန်းစိန်မှာပဲရွှေတော့ဝယ်လာတော့ဝယ်ပါဒီနှစ်ကတော့ငါမောင်နဲ့လည်းမတွေ့လာချပြီလို့မန္တလေးကိုသွားမယ်ဆိုပြီးတော့ရောက်ချလာတာပဲအမားတို့ကအကြီးပါအမားမားတယ်ငါမောင်ရဲ့ အဲ့လိုမဟုတ်ပါဘူးမမကြီးရဲ့ကျွန်တော်တို့ကအငယ်ကြီးဖြစ်ပြီးတော့မာနတွေထားမိတာကျွန်တော်တို့လည်းမှားပါတယ်မမကြီး မားပါ ဟုတ်ပါဘူး မမကြီးတို့ကဝိတ်စိန်သွားမလို့လားဟဲ့ကိုဝိတ်မယ်လေမမကြီး ပါတယ်နေပါအမလေးဝိန်းစိန်ဆိုင်များမန္တလေးမြို့ပဲနားနေသူ့ဆိုင်နေကြ GPS ထောက်ရောက်တော့ယောက်ျားရဲ့ အဲ့ဒါသမီးစားကြတော့မလားပစုံတော့ရှိရလေချက်ကျွေးမယ် အော်နေဒီဘာမှမလုပ်နဲ့ဟိုမမေနဲ့မရောက်တော့လေဆူရှီဆမ်လာဟော့ပေါ်ဆမ်လာစဉ်းစားနေရမမေဘာဆမ်လဲသမီးတော့ ဝိတ်စီတော့မှာပြီအရင်တော့လေဒီဇိုင်းစမ်းလာလေကုန်သွားအောင်မယ် ပုံမဦးရှင်ကလည်းနားမရစေအောင်ရောက်တော့ရောက်ခိုက် ပြီးတော့ လောက်ချက်နေနေအမေကိုကြည့်ပါဦးသမီးရဲ့လာ လာရင်မေလာ အပြည့်အောင်နော်မေရောရောနေလို့မရသမီးရောဒါပဲလား ထားကုန်မဲလေမေ အေးလာငါသမီးလေးလာတို့သမီးနဲ့ ကြားတာညီတို့ကလည်း လာပါပြီမရဲ့ အန်တီ ဟေး လူတော့မှမဟုတ်ဘူးနော်ဝိတ်စင်ကိုတော့မှ ဟုတ်တယ်လေ အန်တီဝတ်ထားတာ ဩဒါလားဒါအိမ်မနေရင်လဲအန်တီတို့ဝင်နေကြမလို့လေသမီးရဲ့ဘာလို့လဲ လှလို့ အေး ဟဲ့အလင်းမင်းမလိုက်ဘူးလား ဟောမလိုက်တော့ပါဘူးမမကြီးရယ်မမကြီးတို့သမီးအောင်မှာပဲသွားကြ အေးဆောင်းရဆိုလဲ ဒီမှာအမတို့ရွာအကြိုက်အေးအမအကြိုက်အမရွှေပြေးကြီးတွေလှလိုက်တာမရေ လေအဲ့ဒါတို့အလှတို့ပွဲတို့ရှိမှဝတ်တာအခုညီတူမလေးစိမ့်တယ်တမိပါကအိတ်ကြီးကေအော်အိတ်ကြီးကေလေးတွေကြည့်ချင်တာတဲ့ဝယ်ပေးမယ်နော်တမိစိတ်ချဝယ်ပေးမယ်ဝေးပေါ်လီနားလေးလာတမိ ကိုမချစ်စရာလေးတန်း မသိဘူးလားတမိရဲ့ အဲ့အဲ့လိုတိတ်လေးမှကြိုက်တာမြင်ဘာလဲကိုရီးယားမင်းသမီးလေးလေး အေးလိုက်တယ်တမိနဲ့လိုက်တယ် အဲ့တော့ ဒါလေးစိတ်ပေးနော်ချက်ခါရင်းတို့ကလည်းကလေးဆရာမဝိတ်ဆရာစိန်တယ်လေးတွေ 80k လေးတွေစဉ်းစားမှာ လေဝိစင်ရပါမယ်မမရဲ့တမီးကရွှေပဲကြိုက်တာ ဒီနေရာနဲ့ဒီပေါ်မြို့ပေါ်နေပြီးအမြင်ရှိစမ်းမှာနေတော့ကလည်းတော်ပြီလားသမီး ချက်ချင်အောင်မလေးမမရှိဘူးတန်းလေးမချစ်ရလေးရှာပြရမတိတိပဲကြိုက်တာ ။လက်တိုင်းကတော့ကြီးမရမှာလေ အဲ့လိုလားရှာမင်းနော် လှလိုက်တာမရေအမနဲ့အရန်လိုက်တာပဲ နော်ယောက်ျားဒါလေးယူလိုက်မှာ မိမတဘောဗျာ ဒီအမ လို့ပဲယောက်ျားဒါလေးတွေ့ပြီးတော့သမီးဟဲ့စိန်တယ်လေးတွေဝတ်စမ်းမှာဝိတ်စိန်မှာလေဟဲ့ဘလောက်ရောင်းလဲလဲအလဲက0အရာ5%ပဲဟာဘယ်လိုငါပြောဦးလဲဒီမှာဟဲ့
စိန်ရောငွေကူပွန်လေးရှိသေးတယ်ဒီမှာ9ကွက်ဆို9ကွက်ပြည့်ရတယ်4000ရှော့ငွေပြန်ရမှာ10ကွက်ဆို10ကွက်ပြည့်ရတယ်8000ရှော့ငွေပြန်ရမှာဟေး မိုက်စားဘောမိုက် မိုက်ကြတယ်လို့နေနဲ့ပတ်စံမရှိရလဲမဟုတ်တစ်ခါတည်းဝယ်သွားရောက်တော့ ဩမိုက်ရဲ့ကျမမျိုးပေါ်မှာနေတာဆိုတော့တီးလို့ထောက်ဝယ်လဲရတယ်မိုက်ရဲ့မတို့သားရောက်တော့ရောက်ခိုက်ဝေတော့ မမေမိချာလေးကြိုက်တယ် အေးလိုက်တယ်လေသမီး လာရင် ပေးထားလို့သမီး တထထ တီးဦးလားသမီး အန်တီကလည်းဘလို့လူလေတိုင်းကြော့လေးရတယ်လူတတိလေးနဲ့မှလိုက်ပါလို့ကိုရီးယားစတိုင်နော် ဟောအတူမလေးလည်းကိုရီးယားစိုက်လေးဆိုတော့လာတယ် ဟေးဟိုသမီး18Kနဲ့24Kလေးကအယောင်းလဲဘလောက် ဟွာလဲတစ်ဆက်ရောင်း15လေးပါရှင်မမ ဒီတော့ ဆောင်းလေးပုံကလေးလေးရှိသေးတယ် ပြီးပါသမီးဟိုရှောင်းငွေကဘလောက်အနည်းဆုံးဘလောက် အဲတော့လားသူလေးအများဆုံး9သိန်းရှိရရှင် အဲကြောင့်ပုံလေးကအားတန်တာဟေးဒီဇိုင်းဆဆလေးတွေကတော့ဈေးနှုန်းသက်သက်နဲ့ထည့်လဲဝတ်လို့ရတယ် ဟာဘောမိုက်ရဲ့ ဒီမှာပဲအိတ်တော်ကမမကြီးရဲ့မောင်နှမတွေမစုံတာဘယ်တော့တောင်ကြာနေပြီတော့3နှစ်လောက်ရှိပြီလားလို့နော်မိမ ဟုတ်တယ်လေမမကြီးရဲ့ဒီမှာပဲအိမ်သွားကြပါ ငါအိတ်ချင်ပါတယ်အေးနဲ့အကူအားတဲ့ဧည့်သည်လောက်ရတာအားနာတဲ့တာဝန်ကြီးနေလိမ့်မယ်တဲ့မြို့ပေါ်ရောက်3ရောက်ခိုက်ဟိုတယ်ကောင်းကောင်းတဲမလို့တဲ့မ ကိုမကျတော့အေးရကုန်းလေဒီမလည်းပူလို့ရောက်ပါရဲ့ဒါနဲ့ကွာဒါလေးပါလုံးမလိုက်ဦးမလဲရောက်ပါ အေးနော်မလိုက်တော့ပါဘူးကိုကြီးရဲ့ဟုတ်ကိုတို့မိသားစုပဲသွားကြပါ ငါတဘောတော့ ဟဲငါသမီးလေးဟဲငါသမီးလေးလှလိုက်တော့ အဲ့လိုလေးမြင်တော့အားနှမျိုးတယ်ဟာ အေးလာလိုက်တာငါတူမလေး လာချက်ဦးနဲ့တူလို့နေမှာပေါ့ ဒါဘောငါတူမရ သမီးဟိုဝယ်ထားတဲ့ဟာလေးတွေ ဟောအမြင်လည်းပေါ့ပေါ့ပါလေးပဲဝတ်လိုက်တော့မယ်လေ ပေါ့ပေါ့ပါပေါ့ ဟုတ်ပါစေဘာလို့ အော်လာပြီဟုတ်တော့မိတ်ဆက်ပေးရအောင်မယ်ဟေးဒီနှစ်ထက်ညီတူမမင်္ဂလာသတင်းနော် မမကြီးတကယ်မကြပါမကြတဲ့မမကြီးရဲ့နော် ပြောမလို့ပါပဲအေးငါတို့ကလည်းဟေးညီတူမအချောလေးကိုဟေးနှမျောလုံးလုံးနေပါအောင်ဆိုတို့သားဘက်ကမရဘူးစို့အဲ့ဒါနဲ့စီစဉ်ဖြစ်သွားတာပါအေး သူတို့သားမိကျွေးနေနေတိတ်လာလားမသိဒါနဲ့သားကဘာလုပ်တာတော့ရောင်းဝယ်ပဲလား ဆရာဝန်ပါခင်ဗျာ ဟမ် ဆရာဝန်ဒေါက်တာ ဆရာဝင်းနဲ့မိမရအော်အေး အေးအဲ့ဒါဟေးညီကိုကကိုဖြစ်ပြက်နေတာအမှသူသမီးကိုနှမျောလို့တဲ့ ကလေးငယ်သေးတယ်ဟာငါလည်းတစ်ခါမှခွဲဘူးတာမဟုတ်ဘူး အော်ငါကြရဲ့တတိကညာအခါမလဲဆိုတော့ဒါကလည်းရှိသေးရဲ့လေဒါနဲ့ပြောရအောင်မယ်ညီတို့တမိသားစုလုံးအဲ့ရွာလိုက်ဖို့ပြင်နော်ရှေ့လာထဲမှာလာတောင်းပါတဲ့ဝိတ်စင်ရရွှေတစ်စင်စားစိတ်တစ်စင်စားနဲ့နော် အတိအကျန်လေး အော်80K ကတစ်စင်စားလိုက်ရမှာနော်ညီ တော့ တို့ ရပါဘူးမမကြီးရဲ့ကျွန်တော်ဒီတူမလေးတယောက်တည်းရှိတဲ့ဟာကိုအေးအဲ့လိုလင်ကောင်းသားကောင်းရဝမ်းသာတယ်ငါတူမလေးအေးမိမကလေးတွေစားရအောင်လုပ်ပါအောင်တခုစီစဉ်ပါဦးဟာ အေးဒီမေမယ်နော်ဟဲ့ မင်္ဂလာပါရှင်ဝိစိန်စိန်ရွှေနာဆိုင်မှာဆိုရင်ဒီဇိုင်းဆန်းသစ်လာပါတော့စိန်တယ်များကိုအလဲ 0% အယောင် 5% ပြန်ရောင်းချပေးနေပြီးတော့စိန်တယ်ရှော့ငွေကူပွန်မှာဆိုရင်9ခွက်ပါကူပွန်နဲ့10ခွက်ပါကူပွန်ဆိုပြီး2မျိုးရှိပါတယ်ရှင်9ခွက်ပြည့်တာနဲ့ရှော့ငွေ4000ရရှိမှာဖြစ်ပြီးတော့10ခွက်ပြည့်တာနဲ့ရှော့ငွေ8000ရရှိမှာဖြစ်ပါတယ်ရှင် 18K နဲ့ 24K တွေမှာဆိုရင်အလဲ 10% အယောင် 15% ပဲရှိတာမို့တတလဲဝတ်ဆင်လို့ရပါတယ်ရှင် 18K ရှော့ငွေကူပွန်မှာဆိုရင်ကတ်3မျိုးရှိပြီးတော့10ခွက်ပြည့်တာနဲ့9000 2သိန်းခွဲနဲ့9သိန်းအထိရှော့ငွေခံစားခွင့်ရရှိမှာဖြစ်ပါတယ်ရှင် 24K ရှော့ငွေကူပွန်မှာတော့10ခွက်ပြည့်တာနဲ့ရှော့ငွေ9000ရရှိမှာဖြစ်ပါတယ်ရှင် 18K နဲ့ 24K များကိုလဲရောင်းအမြတ် 80% အထိပေးနေပြီးတော့နှစ်အလိုက်အမြတ်တွေလည်းပေးနေတာဖြစ်လို့နှစ်ကြာဝတ်လေအမြတ်များရလိမ့်ပဲဖြစ်ပါတယ်ရှင်